သက်လုံးစိတ်ချမ်းသာခြင်းနဲ့ဆိုရင်အခုပြောမဲ့အချက်၃ချက်ကိုလိုက်နာကြည့်ပါနံပါတ်1ချက်ဘသူ့ကိုမှအရန်ကြီးအယုံမလွယ်ပါနဲ့အယုံမလွန်ပါနဲ့အယုံလွယ်တာလွန်လွန်းသွားပြီဆိုတဲ့အခါကျရင်နောက်တစ်ချိန်မှာနောင်တတွေနဲ့မျက်ရည်တွေနဲ့တောက်တခေါက်ခေါက်နဲ့ဘဝကိုဖြတ်တန်းရတတ်တယ်ဒါကြောင့်ဘသူ့ကိုမှအယုံမလွယ်ပါနဲ့အခုကြည့်နေတဲ့လူကလည်းအယုံလွယ်ခဲ့ပြီလို့အလိန်ခံခဲ့ရပြီးပြီမို့လားနောက်တစ်ခုကဘသူ့အပေါ်ကမှစေရနာတွေကိုလွန်လွန်ကျွံကျွံကြီးမထားပါနဲ့စေရနာမပိုလွန်းပါနဲ့တရားလို့ရင်တဏှာကျွံဖြစ်တတ်တယ်ဆိုတာကြားဘူးတယ်မို့လားစေရနာတွေလွန်ကဲသွားတဲ့အခါမှာကျွံဖြစ်သွားတတ်တယ်စေရနာကိုတန်ဖိုးမထားနားမလည်တဲ့လူနဲ့တွေ့တဲ့အခါမှာလဲကိုယ်စေရနာကိုအထင်လွဲပြီးတော့မှစေရနာကနေဝေဒနာဖြစ်သွားတတ်ပြန်တယ်စေရနာတွေကဝေဒနာဖြစ်ကိုပြောင်းသွားတဲ့အခါ